ရှေးဟောင်းဝတ်စုံတွေနဲ့သူ့ရဲ့ရုပ်ရည်ချုံမောမှုကြောင့်ဖေးအံ့ဩမြင်သက်သွားခဲ့ပါတယ်။သူရေထဲကိုအကြိမ်များစွာဆင်းရပြီးရိုက်ကူးရေးအဖွဲ့ရဲ့လေးစားမှုမခံရတာကိုလည်းသူမမြင်တွေ့ခဲ့ရပါတယ်။ဖေးကဂျီရွှန်စီပြေးသွားပြီးသူ့အကြောင်းမေးမြန်းဖို့အစပြုခဲ့ပါတယ်။သူမသူ့အပေါ်အယံကယူဆိုင်တာကိုမြင်တော့ဒီနေ့ဖေးစီကနေရုပ်ပိုင်းဆိုင်ရာထိတွေ့မှုအတွက်အခကြေးငွေမယူတော့ဖို့ဂျီရွှန်ဆုံးဖြတ်လိုက်ပါတယ်။ဒီဇက်ကားယုံတင်ရင်တွားကြည့်မယ်လို့သူမကပျော်ရွှင်စွာကတိပေးခဲ့ပါတယ်။ဂျီရွှန်ကသူဟာဇက်ဆောင်မင်းသားအတွက်လူစားထိုးဖြစ်တာဝန်ပေးခံရတာဖြစ်လို့ဇက်ကားကြည့်ရင်သူ့ကိုမြင်ရမှာမဟုတ်ဘူးလို့ပြောပါတယ်။ဂျီရွှန်ကမင်းသားထက်အများကြီးပိုချောတာကြောင့်ပိုပြီးယုံကြည်မှုရှိဖို့ကောင်းပါလေးကအားပေးခဲ့ပါတယ်။အိမ်ရောက်တာနဲ့ဖေးကဒန္နာရီလာဂိမ်းဆက်ကောင်တစ်ခုကိုစိတ်အားထက်သန်စွာဒီဇိုင်းဆွဲခဲ့ပါတယ်။သူမကမင်စီဖုန်းဆက်ပြီးဂျီရွှန်ရဲ့အလှကိုမတွန်းလှန်နိုင်ပေမဲ့သူမနဲ့ထိတွေ့မှုအတွက်အပိုကြေးတောင်းတယ်လို့ညှိညူခဲ့ပါတယ်။မင်ကသူမကိုဂျီရွှန်နဲ့ညှိနှိုင်းဖို့ပြောပါတယ်။အဆက်အသွယ်မရှိရင်အပိုလက်ခပေးစရာမလိုပါဘူး။ကောင်မလေးရဲ့စီကန်းချက်အသစ်တွေကိုရင်ဆိုင်ဖို့ဂျီရွှန်ကထိတွေ့နိုင်ခြေကိုတိုးမြင့်ဖို့အပေါက်များစွာပါတဲ့ရှက်အင်ဂျီကိုဝတ်ဆင်ခဲ့ပါတယ်။ဖေးကမျက်လုံးလေးပဲဖော်ထားပြီးသူမကိုသူမချက်ချင်းဖုံးအုပ်လိုက်ပါတယ်။ထမင်းစားချိန်မှာသူမကဓာတ်မတက်လို့လေးနဲ့ထိတွေ့တာကိုရှောင်နေတာလို့ပြောပါတယ်။ဖေးရဲ့မိဘတွေကစိုးရိမ်သွားပြီးသမီးဖြစ်သူကိုဆေးရုံမှာစစ်ဆေးဖို့ခေါ်သွားခဲ့ပါတယ်။ဖေးကဝိတ်ကြဖို့အတွက်ခန္ဓာကိုယ်ကိုချွေးထွက်အောင်အတင်းလုပ်နေတာလို့ဂျီရွှန်ကအမြန်ရှင်းပြလိုက်ပါတယ်။အလှအပကိုဒီလောက်ချစ်တဲ့မိန်းကလေးကိုမစ်စစ်ဖန်အပြစ်မတင်ဖို့သူမျှော်လင့်ပါတယ်။အဲ့ဒီနောက်မမျှော်လင့်ထားတဲ့အခြေအနေကိုကင်တွယ်ဖြေရှင်းပေးတဲ့အတွက်ဖေးကဂျီရွှန်ကိုအမြန်ကျေးဇူးတင်ခဲ့ပေမဲ့ဂျီရွှန်ကသူမကိုအခကြေးငွေပေးခိုင်းပါတယ်။ဒါပေမဲ့ဒီတစ်ခါတော့ဖေးကအလွယ်တကူအယူအလုံးမခံတော့ပါဘူး။ထမင်းစားချိန်မှာမစ်စစ်ဖန်ကသမီးဖြစ်သူကိုလက်အိတ်ချုပ်ပြီးစားခိုင်းပါတယ်။ဂျီရွှန်ကအခွင့်အရေးယူပြီးဖေးကိုရှာလကာရီပလင်းယူပေးဖို့တောင်းဆိုခဲ့ပါတယ်။မမျှော်လင့်ပဲဖေးကသူ့အပေါ်သတိကြီးထားနေစေပါ။ဂျီရွှန်ကသူမထွက်သွားတော့တာကိုမြင်တော့ခြေထိုးခံလိုက်တာကြောင့်ဖေးတယောက်သူ့ရင်ခွင်ထဲပြုတ်ကျသွားပါတော့တယ်။ရလက်အနေနဲ့အဲ့ဒီကောင်လေးကသူ့မစီကယွမ်9000ထပ်ဆောင်ကောက်ခံခဲ့ပါတယ်။နောက်တစ်ခါလဲသူ့ရင်ခွင်ထဲဆက်ပြီးခုံချလို့ရတယ်လို့ဂျီရွှန်ကနောက်ပြောင်ခဲ့ပါသေးတယ်။သမီးဖြစ်သူဂိမ်းကစားတာအလုံများနေတာကိုမစ်စစ်ဖန်းမြင်တော့ရီးစားဖြစ်သူစီသွားဖို့ဖေးကိုပြောပါတယ်။သူမနဲ့ဂျီရွှန်တို့စကားများထားတာကြောင့်သူနဲ့စကားမပြောချင်ဘူးလို့ဖေးကပြောပါတယ်။အမေဖြစ်သူကဂျီရွှန်ဘက်ကိုတိတိတတ်တာပါနေတာကြောင့်ရီးစားနဲ့ပြန်ဆင်ပြေအောင်ချက်ချင်းလုပ်ဖို့ပြောရမှာသူမအတန်ကမကြေမနက်ဖြစ်နေပုံပါပဲ။မစ်စစ်ဖန်ကသမီးဖြစ်သူကိုရီးစားအပေါ်ပိုချစ်ဖို့တတိပေးခဲ့ပြီးအားလည်းရက်ပြီးသွားရင်သူတို့နှစ်ယောက်မင်္ဂလာဆောင်ဖို့မျှော်လင့်ကြောင်းပြောပါတယ်။မိခင်ဖြစ်သူရဲ့ဖိအားပေးမှုကြောင့်ဖေးကဂျီရွှန်ကိုအမေနဲ့အတူဆော့ဖို့အပြင်ခေါ်ထုတ်ခဲ့ပါတယ်။သူကပင်ပန်းနေပုံရပြီးတရက်ကို8နာရီထပ်ပို့ပြီးအလုပ်လုပ်ထားတယ်လို့ပြောပါတယ်။ဒါကြောင့်သူမကဂျီရွှန်ကိုဆက်လုပ်စေချင်ရင်အချိန်ပိုကြီးပေးရမယ်လို့ဆိုပါတယ်။ဖေးကတယောက်တည်းနေချင်တာကြောင့်သူ့သဘောကိုလက်ခံလိုက်ပါတယ်။သူမအခန်းထဲပြန်ရောက်ပြီးနောက်အယုတ်ဘဲလေးပေါ်ဒေါသတွေပုံချခဲ့ပါတယ်။အတန်ကြာတော့သူမရဲ့ဂိမ်းဆက်ကောင်အတွက်အဝတ်အစားတစ်တွေဝယ်ချင်တာကိုဖေးသတိရသွားပါတယ်။ဒါပေမဲ့ဖုန်းကိုဖွင့်ကြည့်လိုက်တဲ့အခါသူမရဲ့ပတ်စံတွေအားလုံးနီးပါးကိုဂျီရွှန်အတွက်သုံးပစ်လိုက်ပြီဆိုတာကိုတွေ့ရှိသွားပါတယ်။နောက်တနေ့မနက်စောစောမှာဖေးကဂျီရွှန်ရဲ့အခန်းထဲကိုခိုးဝင်သွားပါတယ်။ဂျီရွှန်အိမ်မောကျနေချိန်ကိုအခွင့်ကောင်းယူပြီးသူ့ရဲ့အားနည်းချက်ကိုရှာဖွေချင်ခဲ့တာပါ။ဂျီရွှန်ရဲ့ဖုန်းကို unlock လုပ်ဖို့ကြိုးစားနေတော့သူကသတိမထားမိပဲလှည့်လာပြီးသူမကိုသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပါတယ်။ရုတ်တရက်ဂျီရွှန်ရဲ့ဆွဲဆောင်မှုရှိတဲ့ပုံရိပ်တွေဖေးရဲ့စိတ်ထဲပေါ်လာပြီးသူမကိုအလွန်ရှက်ရွံ့စေခဲ့တာကြောင့်ကိုယ့်အခန်းကိုအမြန်ပြန်ပြေးခဲ့ပါတယ်။တကယ်တော့ဂျီရွှန်ကဖေးကိုတမင်တက်တက်ဆက်နောက်နေတာပါ။သူမကသူ့ရဲ့အားနည်းချက်ကိုရှာဖို့လက်မလျှော့သေးပါဘူး။ဂျီရွှန်ရေချိုးနေတုန်းဖေးကသူ့ဖုန်းကိုခိုးကြည့်ခဲ့ပါတယ်။ခဏလောက်စကောလုပ်ကြည့်ပြီးနောက်မိန်းကလေးတွေစီကမက်ဆေ့ချ်တွေအပြည့်ဖြစ်နေတာကြောင့်သူမအရန်ဒေါသထွက်သွားပါတယ်။ဖေးကသူရေချိုးပြီးတဲ့အထိအပြင်ကနေစောင့်နေပြီးနောက်သူ့ဖုန်းကိုကင်ကဂျီရွှန်ကိုမေးခွန်းထုတ်ပါတော့တယ်။ရီးစားတွေအများကြီးရှိနေလို့ရှုပ်ထွေးသွားမှာကိုမကြောက်ဘူးလားလို့မေးပါတယ်။ဂျီရွှန်ကသူမဟာသူနဲ့တီးတန့်စာချုပ်မချုပ်ထားတာကြောင့်သူ့ရဲ့ကိုရေးကိုတာကိစ္စတွေကိုဝင်ရောက်ဆွတ်ဖက်ခွင့်မရှိဘူးလို့ပြောပါတယ်။အခြားမိန်းကလေးအချို့ကရုပ်ပိုင်းဆိုင်ရာထိတွေ့မှုအတွက်အခကြေးငွေမယူဘူးလို့ပြောတာကြောင့်ဂျီရွှန်သူမကိုလိန်ညာခဲ့တယ်လို့ဖေးကဆွဆွဲခဲ့ပါတယ်။ဘာလို့သူမကိုဒီလိုဆက်ဆံရတာလဲလို့ဖေးကမေးပါတယ်။ဂျီရွှန်ကငှားရမ်းထားတဲ့ရီးစားဆိုတာအယောင်းဝယ်တစ်ခုပဲလို့ထင်ပါတယ်။သူ့အတွက်တော့သူ့ရဲ့ကျဉ်းနာမှုအလုံးဟာကံတရားဖြစ်ပြီးဖောက်တဲ့တိုင်းနားလည်မဲ့အရာတစ်ခုပါ။သူမကယောက်ျားလေးတွေနဲ့ထိတွေ့မှုနေပါတာကြောင့်ဂျီရွှန်ကငွေရေးကြေးရေးကိစ္စတွေကိုရှင်းရှင်းလင်းလင်းဖြစ်ဖို့အခိုင်အမာပြောခဲ့ပါတယ်။သူတို့နှစ်ယောက်ကြားမှာငွေရေးကြေးရေးသဘောတူညီချက်ကလွဲလို့ဘာမှမရှိဘူးဆိုတာကိုဖေးကိုသတိပေးခြင်းယုံသက်သက်ပါ။ဂျီရွှန်ကသူမရဲ့အပိုပေးငွေတွေကိုပြန်အမ်းဖို့စီစဉ်ထားပါတယ်။စာချုပ်ပြီးဆုံးသွားတဲ့အခါဂျီရွှန်ရဲ့အတ္တကြီးမှုကိုဖေးကရေမောခဲ့ပါတယ်။သူမရဲ့ဂိမ်းဆက်ကောင်အတွက်အချက်လက်တွေစုဆောင်းဖို့သူ့ကိုတိတ်တဆိတ်စောင့်ကြည့်လေ့လာခဲ့ကြောင်းသူမဝန်ခံခဲ့ပါတယ်။ဖေးကဂျီရွှန်ကိုမလိုအပ်ဘူးပတ်စံပဲလိုအပ်တယ်လို့ပြောခဲ့ပါတယ်။
ငွေပေးချေမှုတွေရှင်းလင်းပြီးနောက်ဂျီရွှန်ကသူထွက်သွားခြင်းတယ်လို့ပြောပါတယ်။သူမကမိဘတွေကိုအရာအလုံးရှင်းမပြနိုင်သေးတာကြောင့်ဖေးကသူ့ကိုအမြန်တားခဲ့ပါတယ်။သူမရဲ့မိဘတွေခရီးထွက်သွားပြီးနောက်အပတ်မှပြန်လာမှဖြစ်ကြောင်းဂျီရွှန်ကပြောပါတယ်။ဒါကြောင့်သူအလုပ်များတယ်ဆိုတဲ့အကြောင်းပြချက်နဲ့မြို့ကိုအရင်ပြန်မယ်လို့ဆိုပါတယ်။အဲ့ဒီနောက်သူမရဲ့အတန်းဖော်တွေ့ဆုံပွဲကိုအတူတက်ဖို့ဂျီရွှန်ကိုရက်အနည်းငယ်လောက်ဆက်နေပေးဖို့ဖေးကတောင်းဆိုခဲ့ပါတယ်။ဖေးကသူ့ကိုတားဖို့ကြိုးစားနေစဉ်မှာပဲမတော်တဆခါလွဲသွားခဲ့ပါတယ်။အဲ့ဒါကိုမြင်တော့ဂျီရွှန်ကသူမကိုကူညီဖို့နှိမ့်နေတဲ့ကိရိယာသွားယူခဲ့ပါတယ်။ဖေးနာကျင်နေသေးတာကိုမြင်တော့ဆေးရုံသွားဖို့အတင်းပြောပါတယ်။အဲ့ဒီအချိန်မှာသူတို့ရဲ့အိမ်နီးချင်းမစ္စစ်ဆန်ကဒေတာထွက်အစားအစာချိုးလာပေးပါတယ်။ဖေးခါနာနေတာကိုမြင်တော့မစ္စစ်ဆန်ကဂျီရွှန်ကိုသူ့ကောင်မလေးအတွက်ထိန်းချုပ်ဖို့ပြောခဲ့ပါတယ်။မစ္စစ်ဆန်ထွက်သွားပြီးနောက်သူမခါနာနေတဲ့အတွက်အတန်းဖော်တွေ့ဆုံပွဲကိုမသွားဖို့ဂျီရွှန်ကဖေးကိုအကြံပေးခဲ့ပါတယ်။ဒီနှစ်တော့သူမရဲ့တငယ်ချင်းတွေရှိမှကြွပြရမယ်လို့ဖေးကအခိုင်အမာပြောခဲ့ပါတယ်။ဂျီရွှန်သာကောင်းကောင်းမလုပ်ပြရင်သူ့အကြောင်းစာလုံးရေးတဲ့သူညပါတဲ့သုံးသက်ချက်ရေးမယ်လို့ချိန်ချောက်ခဲ့ပါတယ်။ဖေးအခန်းထဲပြန်ရောက်တာနဲ့အွန်လိုင်းအစည်းအဝေးတစ်ခုအတွက်ပြင်ဆင်ရပါတော့တယ်။ရုတ်တရက်ဂျီရွှန်ဝင်လာပြီးသူ့ခန္ဓာကိုယ်အရွယ်စားကိုတိုင်းပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲသူမကကင်မရာကိုပိတ်ဖို့မေ့သွားခဲ့ပါတယ်။ဒါကြောင့်အွန်လိုင်းအစည်းအဝေးမှာရှိနေသူတိုင်းကအရာအလုံးကိုမြင်သွားခဲ့ပါတယ်။ဂျီရွှန်ကတခြားမိန်းကလေးတစ်ယောက်ရဲ့ရည်စားနေရာကနေတရုတ်ဆောင်နေတာကိုဖေးမြင်တဲ့အခါသူကသူမနဲ့အတူနေနေတာဖြစ်ကြောင်းဖော်ထုတ်ခဲ့ပါတယ်။အဲဒါကြောင့်အမျိုးသမီးဖောက်သည်ရဲ့မိဘတွေကဒေါသထွက်သွားပြီးဂျီရွှန်ရဲ့စာချုပ်ကိုဖျက်သိမ်းခဲ့ပါတယ်။ပြဿနာရှာပြီးသူ့အလုပ်ကိုထိခိုက်စေတဲ့အတွက်ဂျီရွှန်ကသူမကိုအပြစ်တင်ခဲ့ပါတယ်။ဒါပေမဲ့ဖေးကသူ့ကိုလက်စားချေုံတက်တက်ပါပဲလို့ပြောပါတယ်။ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့အဖြစ်အပျက်ပြီးနောက်ကုမ္ပဏီကလူတိုင်းကသူမကိုယောက်ျားလိုက်စားသူလို့အတင်းပြောနေကြလို့ပါ။ဂျီရွှန်ဒေါသထွက်သွားပြီးဖေးနဲ့အတူအတန်းဖော်တွေ့ဆုံပွဲကိုတွားဖို့ညှင်းဆိုခဲ့ပါတယ်။စောစောကဖောက်တယ်ကဘလို့ပဲဖြစ်ဖြစ်တိုင်ကြားစာတင်မှာပဲမို့လို့ဖေးစီကနောက်ထပ်တိုင်ကြားစာတစ်ခုရလဲကိစ္စမရှိဘူးလို့သူထင်ပါတယ်။အဲ့ဒီနောက်သူမကတနာစရာဟန်ဆောင်ပြီးသူ့ကိုအမှားဝင်ခံခဲ့ပါတယ်။ဖေးကပိုင်ဆိုတဲ့သူမရဲ့အတန်းဖော်ဟာယောက်ျားတွေကိုကြောက်ရွံ့စေတဲ့သူဖြစ်ကြောင်းရင်ဖွင့်ခဲ့ပါတယ်။သူကတခါတုန်းကကြောင်းတစ်ကြောင်းလုံးရှိမှသူမကိုဖွင့်ပြောခဲ့ပြီးဖေးကိုသူ့ရည်စားလုပ်ဖို့အတင်းကျပ်ခိုင်းစေခဲ့တာပါ။ဂျီရွှန်ကသူမနဲ့အတူသွားဖို့ညင်းနေစေဖြစ်တာကိုမြင်တော့မင်မင်ကိုအကူအညီတောင်းရပါတော့တယ်။ဒါပေမဲ့အတန်းဖော်တွေ့ဆုံပွဲနေမှာမင်မင်ကအရေးတကြီးကိစ္စရှိလို့မလာနိုင်ခဲ့ပါဘူး။ဖေးကပိုင်နဲ့တွေ့ချင်းမှာပဲထွက်သွားခြင်းခဲ့ပေမဲ့အတန်းကောင်းဆောင်ကဆွဲထားခဲ့ပါတယ်။ Truth or Dare Game မှာဖေးကပထမအချီမှာတင်ရှုံးသွားပါတယ်။အတန်းကောင်းဆောင်ကသူမကိုအမြင့်ဆုံးကရသူနဲ့အရက်တောက်ခိုင်းပေမဲ့မမျှော်လင့်ပဲအဲ့ဒီလူကပိုင်ဖြစ်နေခဲ့ပါတယ်။ဒီအချိန်မှာဂျီရွှန်ရုတ်တရက်ပေါ်လာပြီးဖေးကိုသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပါတယ်။အဲ့ဒီနောက်သူ့ကိုယ်သူကောင်မလေးရဲ့ရည်စားအဖြစ်မိတ်ဆက်ခဲ့ပါတယ်။ဂျီရွှန်ကသူ့ဖေးနဲ့အတူတောက်မယ်လို့အကြံပြုခဲ့ပါတယ်။သူမခါနာနေတာကိုမြင်တော့ဂျီရွှန်ကဖေးကိုအရင်ခေါ်သွားခဲ့ပါတယ်။သူတို့အိမ်ပြန်ရောက်တာနဲ့သူတို့ရဲ့အောင်ပွဲကိုဂုဏ်ပြုဖို့ဖန်ခွက်တွေမြောက်ခဲ့ကြပါတယ်။အတန်ကြာတောက်ပြီးနောက်ဖေးကအနှဲငယ်မူလာပြီးလာကူညီပေးတဲ့အတွက်ဂျီရွှန်ကိုကျေးဇူးတင်ခဲ့ပါတယ်။သူမကိုကယ်တင်ခဲ့တဲ့သူ့ပုံရိပ်ကအယမ်းမိုက်တယ်လို့ချီးကျူးခဲ့ပါတယ်။အခုလိုမြန်မာစကားပြောလေးဗီဒီယိုတွေကိုအမြဲတမ်းကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်ရဲ့ MM Movie Recap Channel ကို Like and Subscribe နှိပ်ခဲ့ပေးခြင်းဖြင့်ကူညီပေးခဲ့ကြပါအောင်ခင်ဗျာ။